ဒီဗီဒီယိုမှာကျွန်တော်တို့က Tesla က advertising budget 0နဲ့အခုဆိုရင်1 trillion ကျော်တဲ့ company ဘယ်လိုဖြစ်လာလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဆိုင်လူရှာပါကျွန်တော် marketing နဲ့ပတ်သက်ရင်ကျွန်တော် trainer တယောက် consultant တယောက် agency founder တယောက်ပါကျွန်တော်ခုနကတော့ပြောခဲ့တဲ့ခေါင်းစဉ်ကိုကြားတဲ့အချိန်ညရင်လူတွေရဲ့သဘောတဘာဝလေးကျွန်တော်နည်းနည်းရှင်းပြခြင်းတယ်လူတွေဆိုတာကကိုမြင်နေတဲ့အရာကိုမြင်လေးရှိတယ်ကိုကြားခြင်းတဲ့အရာကိုကြားလေးရှိတယ်ဒီစာသားတစ်ကြောင်းပဲဒါပေမဲ့မြင်တဲ့အမြင်တွေကနှစ်မျိုးသုံးမျိုးဖြစ်သွားတတ်တယ်ခုနကတော့စကားကိုကြားတဲ့အချိန်ညရင်လူတွေကတချို့ကဘယ်လိုထင်ကြလဲဆိုတော့ငါတို့ကကြော်ညာစရိတ်0ဆိုတော့ marketing စရိတ်လည်း0ဘောလို့ထင်မှာကြတယ်ဒါပေမဲ့အဲ့နှစ်ခုကမတူဘူးကြော်ညာစရိတ်0ဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော် marketing မှာကျွန်တော်တို့က paid media ဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုကပတ်စံပြီးတော့မှသူတို့ကကိုကိုကြော်ညာပေးတာဥပမာ Facebook ပေါ်မှာ boosting လုပ်တယ်ဘာလို့ကလဲ Facebook ကိုပတ်စံပေးရတယ်ဒေါ်လာ100ထည့်ရင်100နဲ့ညီမျှတဲ့လူမြင်မယ်ဒေါ်လာ1000ထည့်ရင်1000နဲ့ညီမျှတဲ့လူမြင်မယ်ဥပမာ TV မှာကျွန်တော်ကြော်ညာထည့်အဲ့ဒါဆိုလည်း TV channel ကိုပတ်စံပေးရတယ်ဘေပုတ်ထောင်နေတယ်ဘေပုတ်ကိုပတ်စံပေးရတယ်အဲ့ဒါကိုကျွန်တော်တို့က paid channel လို့ခေါ်တယ် paid media လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ advertising လုပ်တယ်လို့ခေါ်တယ် Tesla မသုံးခဲ့ဘူးဆိုတာကအဲ့နေရာတွေမှာသူပတ်စံမသုံးခဲ့တာ0 budget ဒါပေမဲ့ marketing မှာတော့သူတို့ပတ်စံသုံးခဲ့တယ် marketing budget 0ဆိုတာမရှိဘူး advertising budget 0ဆိုတာပဲရှိတယ်နောက်ဆုံး founder ကကိုယ်တိုင် marketing တက်နေလို့ဒါကိုလှုပ်လို့ပတ်စံတပြားမှမကုန်ဘူးဆိုရင်တော့မှ founder လည်းသူ့ရဲ့အကျိုးမြတ်ရဆိုရင်ပတ်စံရတင်တာဖြစ်တဲ့အတွက်ဒါလည်းကိုယ်ပတ်စံပေးရတာပဲသူလည်းဒီပညာတွေကိုဒီတိုင်းထိုင်နေတက်လာတာမဟုတ်ဘူးလေအဲ့တော့ marketing budget 0ဆိုတာဘယ်တော့မှမရှိဘူး advertising budget 0ဆိုတာပဲရှိတယ်ဒါနားလည်သွားပြီဆိုရင်ကျွန်တော်တို့က Tesla အကြောင်းသွားလိုက်အောင် Tesla ကအခုချိန်မှာတော့တကယ်ကိုကားလောကရဲ့ဒီထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်လာပြီဟိုတနေ့ကပဲဖတ်လိုက်တာဆိုရင်လည်း Elon Musk ကသူ့ရဲ့ဒီပိုင်ဆိုင်မှုကတော်တော်လေးများလာပြီနော်600 billion လား700 billion လားအဲ့လောက်ရှိလာပြီဆိုပြီးတော့ဖတ်လိုက်ရတယ်ဆိုတော့တကယ်ကိုအောင်မြင်နေတဲ့ brand တစ်ခုဖြစ်လာပြီပေါ့အဲ့တော့ Tesla ဘယ်လိုဖြစ်လာလဲဆိုတဲ့ဟာကိုကျွန်တော်တို့စပြီးတော့လေ့လာကြည့်အောင်အချိန်က2008ကားလောကတစ်ခုလုံးတုံ့လောက်သွားစေမယ်ကားလောကတစ်ခုလုံးရေရုပ်တက်တက်ဖြစ်သွားစေမယ်ကားတစ်စီးကို Tesla ကမိတ်ဆက်ပေးခဲ့တယ်အဲ့ဒါကတော့သူတို့ရဲ့ပထမဆုံးကား Roadster လို့ခေါ်တယ်အဲ့တော့ပုံမှန်ဆိုရင်ဒီလိုမျိုးကားတွေကျွန်တော်တို့ launch လုပ်ပြီးဆိုရင်ကျွန်တော်တို့ကအနည်းဆုံးတော့ American မှာဆင်ဒီ Super Bowl လို့နေရာမျိုးမှာကျွန်တော်တို့ကကြော်ညာသွားထည့်ကြတယ်ဘာလို့လဲဆိုတော့အဲ့ပွဲကအရန် attention များတဲ့အတွက်အရန် awareness ရတဲ့အတွက်ဒီမှာကြော်ညာခွင့်ရပြီကိုကလည်းပတ်စံ3နိုင်ပြီဆိုရင်အပေါက်ပဲပြီးရနဲ့ sales ကမစ3စားခုတ်တက်သွားတယ်ဒါပေမဲ့ Tesla ကတော့အဲ့နီးကိုမသုံးခဲ့ဘူးမသုံးဘဲနဲ့သူတို့ရဲ့ထွက်လာတဲ့ကားကိုဘယ်သူတွေကိုနဲ့ကြော်ညာခဲ့လဲဆိုတော့တကယ်ကြော်ညာတွေတောင်ပြောလို့ခက်ပါတယ်သူတို့ကဘာလုပ်တာလဲဆိုတော့လူတွေလက်ထဲကိုထည့်နေတယ်ဘယ်သူတွေလက်ထဲလဲဆိုတော့ကျွန်တော် Tech founder တွေ Tech company ကဒီအကြီးအကဲတွေပေါ့သူတို့တွေပြီးရင်နာမည်ကြီးမင်းသားမင်းသမီးတွေပြီးရင် journalist တွေဒီလူတွေကိုထည့်ပေးခဲ့တယ်ထည့်ပေးလိုက်တော့ Roadster ကားကလည်း4စက္ကန့်အတွင်းမှာပဲကျွန်တော်တို့ကမိုင်60လောက်ထိဆွဲတင်လို့ရအဲ့တော့အဲ့ကာမှာ electric car တစ်စီးကဒီလောက်ထိလုံနိုင်တယ်ဆိုတော့တော်ကြီးကိုစွမ်းဆောင်နိုင်တယ်ပြောရမှာပေါ့အဲ့တော့ခုနကတော့သူတို့ထည့်ပေးလိုက်တဲ့ review တွေကနေပြီးတော့ဘာပြန်ထွက်လာလဲဆိုတော့ electric car တွေကတော့ငါတို့စီထည့်တဲ့ကားတွေကိုငါတို့ fight နိုင်ပြီဆိုတဲ့စကားထွက်လာတယ်ပေါ့အဲ့စကားကပဲကြော်ညာဖြစ်ခဲ့တယ်လူတွေကပြောရမှာဆိုရင်ဒီလူချင်းပိုယုံတဲ့အတွက်ဒီလူတွေကလည်းခုနကပြောတဲ့ဒီ Tech founder တွေဆိုတာကသူတို့ပတ်စံရလို့ပြောတာမဟုတ်သူတို့တကယ်ကြိုက်လို့ပြောတာမှန်ယုံတဲ့အတွက်အဲ့ဒါပဲသူတို့ရဲ့ကြော်ညာဖြစ်ခဲ့တယ်ဒါ Tesla ရဲ့အစဒီလိုနဲ့2012မှာ Tesla က Tesla S ဆိုတဲ့ model ကိုထုတ်တယ်ဒီကားက sedan နေထဲမှာတော်တော်လေးကွဲပြားခြားနာတယ်လို့ပြောလို့ရတယ်ကားတဲကိုဝင်လိုက်တာနဲ့ဒီကားက futuristic ဖြစ်နေတယ်တကယ်ရောအနာဂတ်ကကားတစ်စီးတည်းကိုဝင်လိုက်ရလို့ပဲကျန်တဲ့ကားတွေမှာထည့်တဲ့ decoration နဲ့ကတော်တော်လေးကိုခြားနာပြီးတော့တော်တော်လေး simple ဖြစ်တယ်အလယ်မှာသူ့ရဲ့ဒီကျွန်တော်တို့18လက်မလောက်ကျယ်တဲ့ဒီ touch screen တစ်ခုပဲရှိတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကတော်တော်များကိုကျွန်တော်လုပ်လို့ရတယ်အဲ့တော့ကြတော့ဒီကားကလည်းပြောရမယ်ဆိုရင်ကျွန်တော်တို့ပြောစရာတော်တော်လေးဖြစ်တယ်အဲ့တော့ Tesla သုံးခဲ့တဲ့နေရာပါလဲဆိုတော့ဒီလုပ်ငန်းရှင်တော်တော်များဘယ်လိုတွေးကြလဲဆိုတော့ငါတို့က product ကိုအရင်ထုတ်လိုက်မယ်ထုတ်ပြီးတော့မှအဲ့ product ကို marketing လုပ်မယ်ဆိုပြီးတွေးကြဒါပေမဲ့ Tesla ဘက်ကတွေးတဲ့အတွေ့အကြုံအဲ့လိုမဟုတ်ဘူး product မထုတ်ခင်တည်းကအဲ့ product က marketing ဖြစ်ရမယ်ဆိုပြီးတွေးခဲ့တာဘာလဲဆိုတော့ဒီ product ကိုငါတို့ထုတ်လိုက်တာနဲ့အဲ့ product ကလူပြောများကိုများစေရမယ်လူတွေစိတ်ဝင်စားမှုဖြစ်ကိုဖြစ်စေရမယ်ဆိုပြီးတော့လူတွေရဲ့ attention မရရအောင်လုပ်ပြီးတော့မှအဲ့ product ကိုထုတ်တာအဲ့နှစ်ခုကကွာတယ်ကျွန်တော်တို့ကကိုယ့်ကိုထုတ်ချင်တဲ့ဟာကိုထုတ်ပြီးတော့ marketing လုပ်တာနဲ့လူတွေကြိုက်လောက်မဲ့လူတွေစိတ်ဝင်စားလောက်မဲ့ဟာကို marketing လုပ်တာနဲ့တက်သွားတဲ့ဒီအစချင်းကကွာတယ် Tesla အဲ့နီးကိုသုံးခဲ့တဲ့အတွက်လူတွေက attention တန်းပြီးတော့ရတယ်အဲ့ဒါကြောင့်သူတို့အောင်မြင်ခဲ့တဲ့လို့ပြောလို့ရတဲ့ဒီလန်တစ်ခုတွေမှာပါတယ်အဲ့တော့သူတို့2012မှာအဲ့ဒါကိုထုတ်တယ်2013မှာ consumer တွေစီကနေပြီးတော့ပြန်ပြီးတော့သူတို့ review တွေ score ပြန်ကောက်တဲ့အချိန်မှာ100မှာ99 score တွေရတယ်ဒါကကားလောကမှာတကယ်ကိုအမြင့်ဆုံး score လို့တောင်ပြောလို့ရတယ်နောက်တစ်ခုကတော့ Tesla အောင်မြင်ခဲ့တဲ့ခုနကတော့ပြောတဲ့ဒီ zero advertising budget ဖြစ်ရတဲ့အကြောင်းရင်းတွေမှာဘာလို့အဲ့လိုလုံနိုင်လဲဆိုတဲ့အကြောင်းရင်းမှာ Elon Musk ကိုလည်းကျွန်တော်တို့ကမေ့ရလို့မရအောင် Elon Musk ရဲ့ personal branding ကဒီကားရဲ့အောင်မြင်မှုကိုကျွန်တော်တို့ကအများကြီးပို့ပေးတယ်လို့ပြောလို့ရတယ်အရင်တော့ဆိုရင်ဒီ Elon Musk ရဲ့ follower Twitter မှာဆိုရင်20 million
million လောက်ပဲရှိရနေအခုဒီနေ့မှာဆိုရင်တော့100 million လောက်တိရှိလာပြီပြောမှဆိုတော့ဗျာကျွန်တော်တို့ဒီ marketing ဆရာတွေကဘာပေါ်ကလူတွေကတော့ personal branding လုပ်ပါလို့တော့ပြောကြတယ်ဒါပေမဲ့ personal branding လုပ်တိုင်းလေပတ်စံရတာလို့တော့ကျွန်တော်ကမဆိုလို့ခြင်းဘူးတချို့ကြတော့အထင်မှားမှာဆိုလို့ပေါ့နော် personal branding လုပ်ပြီးတော့လူတွေလည်းသိရများနေတယ် content တွေလည်းပုံမှန်တင်နေတယ်ဒါပေမဲ့ပတ်စံဘယ်လိုရှာရမလဲဆိုတာမသိတဲ့လူတွေလည်းကျွန်တော်အများကြီးတွေ့ဘူးတဲ့အပြင်မှာ personal branding လုပ်တယ် personal branding လုပ်ပြီးသွားအဲ့ personal branding ကနေပတ်စံဘယ်လိုရှာမှာလဲဆိုတဲ့ objective ကိုအစိုးရတွေကသိထားပြီးတော့ပတ်စံရှာတတ်ဖို့လည်းလိုတယ်မဟုတ်ရင်လူလာသိပြီးတော့ဘာမှမထူတဲ့ဘဝရောက်နေမှာပေါ့နော်အဲ့တော့ personal branding လုပ်ရတာမှန်တယ်ဒါပေမဲ့ပတ်စံဘယ်လိုရှာမလဲဆိုတာလည်းသိဖို့လိုတယ်အဲ့တော့ LMS ကတော့အဲ့နေရာမှာသူကနှစ်ခုလုံးကိုကျွမ်းနေပြောရမယ်လူတိုင်းလည်းသိကြတယ် LMS ဆိုရင်မသိရလို့မရှိဘူးဒီဘဲရဲ့အဲ့လိုမျိုးတစ်ခါကျရင်သူပောက်ကရပြောတယ်ပဲပြောလူတွေညင်းစရာခုံစရာ controversial topic တွေကိုဒီဘဲကအမြဲတမ်းတည်လာတဲ့လူဒါပေမဲ့အဲ့လိုတည်လာတဲ့အထဲမှာ31ရက် March လ2016မှာ Elon Musk က tweet တစ်ခုတင်ခဲ့ဘူးတယ်အဲ့ tweet ကတော့သူတို့ရဲ့ဒီ Tesla ကားအသစ်ကို launch လုပ်မယ်ဆိုပြီးတော့သူတို့တင်ခဲ့တာအဲ့တော့အဲ့ tweet တစ်ခုတည်းကနေပဲစဉ်းစားကြည့်နော်ကားအစီးပေါင်း3,200,000 ခွဲ order ရတယ်400 million deposit ရတယ်တစ်ဖက်တွင်းဖြစ်သွားတာ personal branding နဲ့စောက်ထားတယ်ပတ်စံလည်းဘယ်လိုရှာရလဲဆိုတဲ့ဟာကိုဒီဘက်ကကောင်းသိရလို့ပြောလို့ရတယ်အဲ့တော့လူတွေကပြောရမယ်ဆိုရင် brand တစ်ခုကပြောရတဲ့ဆိုင်ရင်လူချင်းဆိုရင်ပို့ပြီးယုံတယ်ကျွန်တော်တို့ဒီမြန်မာပြည်မှာဆိုရင်ပို့ပြီးတော့အလုပ်ဖြစ်သေးတယ်ကျွန်တော်တို့ marketing လုပ်တဲ့အချိန်ကျရင်နိုင်ငံတွေပေါ်မူတည်ပြီးတော့အဲ့နိုင်ငံရဲ့လူမျိုးတွေရဲ့ဒီ mentality ကိုလည်းကျွန်တော်တို့ကကြည့်ရတယ်သူတို့ရဲ့အတွေးခေါ်တာဘယ်လိုလဲဆိုတဲ့ဟာကြည့်ရတယ်အဲ့တော့မြန်မာပြည်မှာဆိုရင်ကျွန်တော်တို့ကတမိုင်းကြောင်းတစ်လျှောက်ကိုလေ့လာကြည့်တယ်ဆိုရင်ဘာလို့သွားတွေ့ရတယ်ဆိုတော့ဒီကမြန်မာပြည်ကလူတွေကဒီ heroism လို့ခေါ်တဲ့သူရဲကောင်းဝါဒကိုအရန်အားကိုးတာကိုတွေ့ရတယ်ကျွန်တော်တမိုင်းမှာကြည့်လိုက်ရင်လည်းကျွန်တော်တို့ဖတ်ရတဲ့ဒီစာအုပ်တွေမှာဆိုရင်ကျန်စစ်သားတို့၄ယောက်ကပဲရန်သူတွေကိုဘယ်လိုတိုက်လိုက်တာတို့ပြီးရင်ကျွန်တော်တို့ဘရင်တောင်ကပဲဘရင်တောင်ဖောင်ဖြတ်ပြီးတော့ဘယ်လိုတိုက်လိုက်တာဒါမျိုးတွေကိုကျွန်တော်တို့ကအမြဲတမ်းတွေ့ရတယ်ပေါ့နော်အကုန်လုံးကအစုအဖွဲ့ကြီးနဲ့လှုပ်လိုက်တယ်ဆိုတဲ့ဥပမာတွေလက်ဆိုင်ခုနကလိုတယောက်ကောင်းဥပမာတွေကကျွန်တော်တို့ကဒီမှာအမြဲများတယ်ဒါဒီကျွန်တော်တို့နိုင်ငံရဲ့ပုံစံပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့စီမှာ influencer တွေတယောက်ပေါက်သွားပြီဆိုရင်အရန်အလုပ်ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီကလူတို့ရဲ့အတွေးကိုဒီတနေရာမှာတော်ရင်တခြားနေရာမှာလည်းတော်မယ်လို့ဆုံးဖြတ်ကြတဲ့အတွက်သူပြောလိုက်ရင်ကိုပဲယုံကြတယ် marketing လုပ်နေရင်အဲ့ခုနကတော့ psychology ကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ LMS မှာလည်းတွေ့ရတယ်သူ့ကိုယုံတဲ့သူတွေကဒီလည်းယုံတယ် Tesla ကလည်းလူတွေတမင်သက်စောင့်ရအောင်ဖုံမိုလို့ခေါ်တဲ့မရလိုက်မှကြောက်အောင်လို့ pre-order ကောက်တော့ဒါတွေကတော့ကျွန်တော်အရှိဗီဒီယိုတွေမှာလည်းခဏခဏပြောနေဟောဒီနီးလန်းတော့မပြောတော့ဘူးဒါပေမဲ့ Tesla သုံးခဲ့တဲ့နီးထဲမှာတစ်ခုရှိတာပါလဲဆိုတော့သူတို့ရဲ့အမားတွေကို hype ဘယ်တော့မှမလုပ်ဘူးအဲ့ဟာတွေကိုဘယ်တော့မှ like မဖုံးဥပမာသူတို့အဲ့ auto pilot ပေါ့နော်ဒီလူမပါဘဲနဲ့မောင်းတဲ့ကားတွေ error တွေဖြစ်ပြီးတော့ကားတွေတိုက်တယ်အဲ့ဒါတွေကိုသူတို့ဘယ်တော့မှမဖုံးဘူးပြီးရင်သူတို့ deadline ပေါ့နော်သူတို့ဒီနေ့မှာကားထွက်မယ်လို့ပြောပြီးမထွက်တဲ့ခါတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေလည်းသူတို့ဘာမှမပြောဘူးပြီးတော့အဆိုးဆုံးတစ်ခုကစင်ပေါ်မှာမှန်ကိုခွဲပြတဲ့အချိန်မှာအဲ့မှန်ကြီးကကွဲသွားတယ် cyber truck ရဲ့မှန်ကွဲသွားတယ်ဒါပေမဲ့အဲ့ဒါလည်းသူတို့ဘယ်တော့မှမဖုံးအဲ့ဟာတွေကပဲဒီတစ်ကမ္ဘာလုံးမှာသူတို့လူတွေရဲ့ပြောစရာ tagline တွေဖြစ်လာတယ်သူတို့ရဲ့ awareness ဖြစ်လာတယ်သူတို့ကတော့ awareness လို့ပြောရင်ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်ငါတို့ကယူမယ်ဆိုတဲ့ဟာသွားတယ် brand က authentic ဖြစ်တဲ့ဘက်ကိုသွားတဲ့အတွက်သူတို့ဒါတွေကိုမဖုံးတဲ့အတွက် Tesla ရဲ့အကြောင်းကအမြဲတမ်းတက်နေတယ်ခုနကတော့ဒီမှန်ကွဲတဲ့ကိစ္စဆိုလေထူးဆန်းတာကအဲ့မှန်ပြီးကွဲတာတောင်မှ LMS ကိုယုံတဲ့အတွက် audio လောက်ကတော့ငါတို့ LMS ကဖြည့်ရှင်းမှာပါလေဆိုပြီးတော့ကားကနောက်နေ့မှာ order အများကြီးတက်တဲ့အထိကိုဖြစ်တယ်ဆိုတော့ LMS ရဲ့ personal branding ကတော်လေးတာတယ်ပြောရမှာပေါ့ဒီ Tesla အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့တကယ်တမ်းကတော့ product ကိုယ်တိုင်က marketing ဖြစ်ခဲ့တယ် LMS က personal branding ကိုကောင်းကောင်းတည်ဆောက်ပြီးတော့သူကပတ်စံရှာတတ်တယ်နောက်တစ်ခုကတော့သူတို့ရဲ့အမားတွေကိုသူတို့ဘယ်တော့မှ hype မလုပ်ခဲ့တာကဒီ brand ကိုအောင်မြင်စေခဲ့တဲ့အကြောင်းဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီ video ကိုကြည့်ပြီးတော့ကို product နဲ့ချိန်ပြီးစဉ်းစားစရာရမယ်လို့မျှော်လင့်နေနောက် video မှာပြန်ဆောင်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်